brother တို့က EP record ဖောက်ဖို့စဉ်းစားနေတယ်ဆိုရင်ဒီဗီဒီယိုက brother တို့အတွက်ပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Chucky လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ EP record ဘယ်လိုမျိုးပတ်သက်နဲ့ဖောက်ရင်ပေါက်နိုင်လဲဆိုတာချက်လောက်ပြောပြပေးမယ်ပေါ့နော် server ID တင်းနဲ့စားတဲ့သူတွေကတော့683နဲ့ဖောက်ကြည့်ပါအဲ့ဒါဆိုရင်ပေါက်နိုင်ခြေတော်တော်လေးကိုများတယ်ပေါ့နော်ဒါပေမဲ့အာမခံလို့မရပါဘူးဒီတိုင်းဖောက်မဲ့စာပတ်တန်နဲ့ဖောက်ကြည့်တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ဗျာ server ID နင်းနဲ့စားတဲ့ brother တွေအတွက်ကတော့9365ပတ်တန်လေးနဲ့ဖောက်ကြည့်ပါ server ID 3နဲ့စားတဲ့ brother တွေအတွက်ကတော့943ခုနှစ်ပတ်တန်လေးနဲ့ဆမ်းပြီးတော့ဖောက်စီရှင်ပါတယ် server ID 4နဲ့စားတဲ့ brother တွေအတွက်ကတော့2909တင်းနဲ့ဆမ်းပြီးတော့ဖောက်စီရှင်ပါတယ်ပြီးတော့ server ID 5နဲ့စားတဲ့ brother တွေအတွက်ကတော့9344နဲ့ဆမ်းပြီးတော့ဖောက်စီရှင်ပါတယ် server ID 6နဲ့စားတဲ့ brother တွေအတွက်ကတော့13053နဲ့ဆမ်းပြီးတော့ဖောက်စီရှင်ပါတယ် server ID 9နဲ့စားတဲ့ brother တွေအတွက်ကတော့451514နဲ့ဖောက်စီရှင်ပါတယ် server ID 10နဲ့စားတဲ့ brother တွေအတွက်ကတော့3561ပတ်တန်လေးနဲ့ဆမ်းပြီးတော့ဖောက်စီရှင်ပါတယ် server ID 9နဲ့စားတဲ့ brother တွေအတွက်ကတော့3965လေးနဲ့ဆမ်းပြီးတော့ဖောက်စီရှင်ပါတယ်ပေါက်မယ်မပေါက်ဘူးဆိုတာကတော့100ရာခိုင်နှုန်းအာမမခံနိုင်ပေမဲ့ပေါက်ဖို့ရာခိုင်နှုန်းကတော့တော်တော်လေးကိုများပါတယ်ဒီပတ်တန်နဲ့ဖောက်တဲ့သူတွေကတော့တော်တော်များများပေါက်ကြပါတယ်မပေါက်တဲ့သူတွေကလည်းရှိတယ်လို့ပေါက်တဲ့သူတွေလည်းရှိပါတယ်အဲ့တော့ပြောချင်တာကတော့ဒီတိုင်းမြန်မာလူကြီးဖောက်နေမဲ့အစားကိုယ့်ရဲ့ game ID တွေနဲ့စားတဲ့ပတ်တန်လေးတွေနဲ့ဆမ်းပြီးတော့ဖောက်တာကြီးကပို့ပြီးတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ပြီးတော့ကျွန်တော်ပြောစရာလေးတစ်ခုရှိတယ်ပေါ့နော်ဘာပြောမလဲဆိုတော့ကျွန်တော်ကအခုမှ YouTube channel ကိုစပြီးတော့ထောင်လာတာဗျာဗီဒီယိုကလည်း10ကျော်လေးပဲရှိပါသေးတယ်ကျွန်တော်ရဲ့ content တွေကလည်းအရင်မကောင်းသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ကလည်းအရန်ကောင်းအောင်လို့ကျွန်တော်အရန်စူးစမ်းနေပါတယ် brother တို့အနေနဲ့ကျွန်တော်ကိုစူးစမ်းသိရှင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင်ပြီးတော့ brother တို့အကူအညီလိုတဲ့ game နဲ့ပတ်သက်တဲ့အကူအညီတွေကိုလည်းကျွန်တော်ကူညီပေးနိုင်ပါတယ်ဒါပေမဲ့ giveaway တို့ဘာလို့ကြတော့ကျွန်တော်မပေးနိုင်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်မရသေးလို့ပါ brother တို့အနေနဲ့ဘယ်လိုမျိုး content တွေကိုတင်စီရှင်လဲဆိုတာတစ်ချက်လောက်ပြောသွားခဲ့လို့ရပါတယ်အဓိကကတော့ကျွန်တော်စူးစမ်းခြင်းစိတ်ရှိလာအောင်လို့ brother တို့အနေနဲ့ကျွန်တော်ရဲ့ video like and subscribe လေးနဲ့ကူညီပေးဖို့ပဲလိုပါတယ်ဗျာအဲ့တော့အားလုံးအရင်ချစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေးရှင်ပါသေးတယ်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ